Hello မင်္ဂလာပါဒီ file လေးမှာပန်တူးကိုပန်တူးဖြတ်တဲ့ခါကျရင်ဒီမှာအမွားမွားလေးရှိရပါတော့အဲ့ဒါကိုဘယ်လိုဖြတ်လို့ပြောလဲဆိုတော့ကျွန်တော်ဒီမှာဒီရဲ့အတွင်းသားပေါ့အတွင်းသားနည်းနည်းကိုယူပြီးတော့ဖြတ်ခိုင်းတာပါလေအဲ့ဒါလေးတစ်ချက်ရှိရနောက်တစ်ခုကဘာရှိတယ်ဆိုတော့ကျွန်တော်ပန်တူးကိုကင်လိုက်တယ်ပေါ့ပန်တူးကိုကင်လိုက်တဲ့ခါကျရင်ဒီမှာ shape ဖြစ်ရမယ်ထားပါတော့ကျွန်တော်ဒီမှာပန်တူးနဲ့ယူလိုက်တယ်ပေါ့နော်အဲ့မှာဆိုရင်ဒီမှာအလွယ်တကူယူလိုက်တယ်ပေါ့နော်အလွယ်တကူယူလိုက်တယ်ဆိုရင်ဒီမှာအပြတ်ဖြတ်တယ်ပေါ့နော်အဲ့လိုအပြတ်ဖြတ်တယ်အဲ့လိုအပြတ်ဖြတ်တဲ့ခါကျရင်ဒီမှာ shape ဆိုပြီးတော့ပေါ်ရမှာလीနော်နောက်ဆုံးပို့လိုက်တဲ့ဟာတော့ shape တွေတော့ပေါ်တယ်ဒါပေမဲ့ဘာတွေတွေ့ရလဲဆိုတော့ shape တွေကတစ်ဆက်တည်းမဖြစ်ဘဲနဲ့အကုန်လုံးကတစ်ပိုင်းစီဖြတ်ထားတယ်ဒီလူပုံဆိုရင်brush လို့လည်းပြမယ်ဒီနားကနေပေါ့နော်ဒီနားကနေဒီလိုသွားမယ်ဒီစပင်သားလေးယူချင်တာဖြစ်တဲ့အတွက်ဒီလိုလေးသွားမယ်ပေါ့နော်ဒီလိုလေးသွားပြီးတော့ဒီလိုမျိုးတောက်လျှောက်ပန်တူးနဲ့ကောက်ခဲ့မယ်ကောက်ခဲ့ပြီးကြကျွန်တော်ဒီလိုနေရာမှာဆိုရင်ဒီမှာအရန်ပွာနေတဲ့နေရာတွေဆိုရင်ထားခဲ့မယ်နည်းနည်းလေးပိုထင်မဲ့နေရာပါနော်ကိုယူမဲ့နေရာဒီလိုအဖွာရုပ်ဒီလိုတောက်လျှောက်ဖြတ်မယ်ဆိုရင်မလောက်ဖြစ်တဲ့အတွက်ကျွန်တော်ဒီနားနေဖြတ်ချမယ်ဖြတ်ချပြီးတော့ဒီလိုမျိုးလေးသွားမယ်ပေါ့နော်ပြီးတော့ဒီအောက်ကိုဒီလိုမျိုးလေးသွားမယ်ပြီးပြီဆိုမှဒီအောက်ဆုံးကနေဒီတောင်းကိုဒီဆွဲလိုက်မယ်ပေါ့ဒါပန်တူးနဲ့ဖြတ်လိုက်မဲ့အနေထားပေါ့နော်ဖြတ်လိုက်ပြီးဆိုကြကြရင်အဲ့ဒီ data တစ်ခုယူမယ်ပြီးပြီဆိုရင်နောက်တစ်ခုကနောက်တစ်ခုပန်တူးကိုထပ်ယူလိုက်မယ်ဆိုရင်ဒီမှာပေါ့ဒီနေရာကနေကျွန်တော်တို့ဒီလိုသွားမယ်ပြီးရင်သူ့ရဲ့အတွင်းသားလေးကိုယူရမှာနော်အတွင်းသားကိုဗာလဲဆိုတော့ခြံပြီးတော့ယူထားရတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီနာမြင်ရလားမသိနော်ဒီနေရာလေးအဲ့ဒီနေရာလေးဆိုရင်ကျွန်တော်တို့ကဒီမှာသူဝါးနေတဲ့နေရာလေးတွေကိုကျွန်တော်တို့ကဖြတ်ချလိုက်မှာဖြတ်ချပြီးကကြမှာယူမှာပေါ့ဒီဇယ်မင်သားမှာဆိုရင်လည်းထိုနည်း၎င်းမယ်သူ့ဒီလိုမျိုးဖြတ်မယ်ပြီးရင်ဒီလိုသွားမယ်ဒီလိုသွားမယ်ဖြည်းဖြည်းချင်းဒီလိုပြန်ဖြတ်မယ်ပြီးတော့ဒီလိုလေးသွားမယ်ဒါမျိုးလေးပေါ့နော်ဒါမျိုးလေးပန်တူးတစ်ခုယူမယ်ပေါ့အဲ့ဆိုရင်ကျွန်တော်တို့ကပန်တူးကောက်ဖို့အတွက်ဆိုရင်ကျွန်တော်ကဒီမှာတောက်လျှောက်ကောက်လိုက်မယ်ပန်တူးဘယ်နှခါရှိမလဲပေါ့ပန်တူးက shape ထွက်လာမှာဒီလိုမျိုး၃ခုရှိနေလိမ့်မယ်ဒါမျိုးလေးလိုချင်တာပေါ့နော်တတိထားမယ်အရာပေါ့အဲ့တော့ကျွန်တော်တို့ကဓာတ်ပုံတွေပြင်ပြီဆိုရင်မူရင်းဓာတ်ပုံလေးတွေကိုလည်းတင်ထားဖို့လိုတယ်လို့ပြောတယ်နော်